Hi တငယ်ချင်းတို့ရေနောက်ထပ်ထိတ်လန့်စရာရုပ်ရှင်တကားနဲ့ပြန်လာပါပြီဒီနေ့တော့ A Man in the Dark ဆိုတဲ့ဇာတ်ကားလေးကိုပြောပြပေးသွားမှာပါ Rocky ကတော့ခိုးမှုသေးသေးလေးတွေကျူးလွန်တတ်တဲ့သခိုးမလေးပါလက်ရှိဘဝကိုညှင်းငွေနေပြီးအပြီးအပိုင်နားကျင်နေပါပြီဒါပေမဲ့မနာခင်မှာနောက်ဆုံးအနေနဲ့အကြီးစားအခွက်တစ်ခုကိုဆွဲချင်နေပါတယ်သူကသူ့ရီးစား Manny ရေသူ့ကိုစိတ်ဝင်စားနေတဲ့ Alex ရေနဲ့အဖွဲလိုက်ပါသူတို့ပြစ်မှတ်ကဘယ်သူလဲဆိုတော့တယောက်ထဲနေထိုင်နေလို့ယူစားရတဲ့မျက်မြန်စစ်ပြန်ကြီးတယောက်ပါစုံစမ်းကြည့်လိုက်တော့အဲ့ဒီလူကြီးရဲ့သမီးလေးကလွန်ခဲ့တဲ့လအနေငယ်ကကားတိုက်မှုနဲ့တိတ်ဆုံးသွားခဲ့ပြီးကားမောင်းသမားစီကနေလျော်ကြီးငွေအများပြားရထားတယ်ဆိုတာသိလိုက်ရပါတယ်ဒါနဲ့သူတို့၃ယောက်အဲ့ဒီအိမ်ကိုသွားပြီးအခြေအနေစောင့်ကြည့်ကြပါတယ်ကြည့်ရတာအနီးနားကအိမ်ကြီးအကုန်လုံးကအလွတ်တွေဖြစ်ပြီးအိမ်ကြီးချင်းလေးမရှိကင်းလေတာလည်းမရှိပါဘူးတခေတ်ကိုအကွက်ဆိုင်နေတာပေါ့အဲ့ဒီညမှာပဲအလုပ်စဖို့သူတို့စီစဉ်လိုက်ကြပါတယ်အခြေအနေစောင့်ကြည့်နေတော့မှပဲကြောက်စရာကောင်းတဲ့ခွေးကြီးတစ်ကောင်ကသူတို့ကားကိုလာဟုန်ပါတယ်ဘလို့ပဲ၆၆မပြီးပါဘူးအဲ့ဒီအချိန်မှာလမ်းထိပ်ကနေလေးချွန်းတန်းထွက်လာပြီးခွေးကြီးကချက်ချင်းနောက်ဆုတ်သွားပါတယ်အဲ့ဒီအခါကျမှမျက်မြင်လူကြီးကိုသူတို့မြင်လိုက်ရတာပါသူကတကယ်ပဲမျက်မြင်ဖြစ်နေတာမို့သူတို့ယုံကြည်မှုပိုရှိသွားပါတယ်ဒီအလုပ်ကတော့ easy ပဲလို့ထင်နေကြတာပေါ့အဲ့ဒီညမှာပဲအစီအစဉ်ကိုစတင်ပါတော့တယ်သူတို့ကခွေးကြီးကိုအိတ်ဆေးခတ်ထားတဲ့ဝက်ဥချောင်းကျွေးလိုက်ပါတယ်ခွေးကြီးအိပ်ပျော်သွားတာနဲ့ခြံစည်းရိုးကိုကြော်ပြီးနောက်ဖေးဘက်ကိုခိုးဝင်ကြပါတယ် Alex ကနောက်ဖေးတကားကိုဖွင့်ဖို့ကြိုးစားပြီးမဲ့ဘလို့မှဖွင့်လို့မရပါဘူး Manny ကတော့မြေရောက်ခန်းတကားကိုတွေ့ပြီးဖွင့်ဖို့ကြိုးစားပြီးမဲ့အတွင်းကနေပိတ်ထားပါတယ် Rocky ကတန်တိုင်မပါတဲ့ပြတင်းပေါက်တစ်ခုကိုတတိထားမိသွားပါတယ်ဒါကအခွင့်အရေးပဲပေါ့ Alex ကအန်ဒီရများတယ်လို့တတိပေးပြီးမဲ့ Rocky ကတော့နောက်မဆုတ်ပါဘူး Alex ကအချက်ပေးစနစ် remote ကိုသူမလက်ထဲထည့်ပြီးအချက်ပေးတံမမီခင်30စက္ကန့်အတွင်းအဲ့ဒါကိုရှာပြီးပိတ်လိုက်ပါလို့ပြောလိုက်ပါတယ် Rocky ကပြတင်းပေါက်ကိုရိုက်ခွေးပြီးအထဲကိုခိုးဝင်ကအချက်ပေးစနစ်ကိုလိုက်ရှာပါတော့တယ်အိတ်ခန်းထဲမှာရှာကြည့်ပြီးမှမတွေ့ပါဘူးအချက်ပေးတံထမိတော့မဲ့အချိန်လေးတင်အချက်ပေးစနစ်ကိုတွေ့ပြီးပိတ်နိုင်ခဲ့ပါတယ်ကံကောင်းသွားတာပေါ့သူကတခြားလူတွေအတွက်တကားဖွင့်ပေးလိုက်ပြီးအတန်မထွက်အောင်ဖက်နှက်တွေကိုချွတ်ထားခဲ့ကြပါတယ်အိမ်ထဲမှာလိုက်ရှာကြပြီးမှဘာမှမတွေ့ပါဘူးတီချအောင်လို့ Manny ကသူ့ကိုယ်တိုင်လှုပ်ထားတဲ့ထုံဆေး gas ကိုသုံးပြီးလူကြီးကိုအိပ်ပျော်အောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ gas ကိုဖွင့်လိုက်တဲ့အချိန်မှာပဲလူကြီးကအိပ်ရာကနေထထိုင်လာပါတယ် Manny ကအသက်ရှူအောင်ထားပြီးသူအမိခံလိုက်ရပြီလားလို့စိုးရိမ်နေပါတယ်ဒါပေမဲ့မဟုတ်ပါဘူးလူကြီးက TV ပိတ်ဖို့ထလာတာဖြစ်ပြီးပြီးတာနဲ့ပြန်အိပ်သွားပါတယ် Manny ကတပ်ပြင်းချပြီးအောက်ထပ်ကိုပြန်ဆင်းလာပါတယ် Rocky ကသူ့ကိုအတန်တိုးလို့ဖို့ပြောပါတယ်သူကစိတ်လျှော့ပါသူအိပ်ပျော်နေပြီလို့ပြောပါတယ်အိမ်နောက် Rocky ကတုတ်ခတ်ထားတဲ့တန်တကားတစ်ခုကိုလက်ညှိုးထိုးပြပြီးအောက်ထပ်တစ်ခုလုံးမှာဘာမှမရှိဘူးလို့ပြောပါတယ်ဒါကြောင့်သူမရဲ့အထင်ကတော့လူကြီးကအဲ့ဒီအခန်းထဲမှာပတ်စံကြီးဝတ်ထားတာပဲဖြစ်ရမယ်ပေါ့ Manny ကတန်တူရင်းကိုထုတ်ပြီးတော့ကိုဖြတ်ဖို့ကြိုးစားပေမဲ့မရပါဘူး Alex ကတခြားကြီးရပါသလားလို့မေးတဲ့အချိန်မှာ Monny ကတနက်တလက်ထုတ်လိုက်ပါတယ် Alex ရော Rocky ပါလန့်သွားကြပါတယ် Monny ကဒီလူကြီးကစစ်ပြန်တယောက်ဖြစ်တာကြောင့်တနက်ပါမှာဘေးကင်းမယ်လို့ပြောပါတယ် Alex ကတနက်မပါရင်ခိုးမှုပဲဖြစ်မှာတနက်ပါရင်တော့လက်နက်ကင်တပြမှုဖြစ်သွားပြီလို့ပြန်ပြောပါတယ်ဒါကလုံးဝတခြားစီပဲလေပြစ်မှုကလုံးဝကွာခြားသွားတာပေါ့နောက်ပြီးလူကြီးကသူတို့ကိုမိသွားရင်လည်းသူ့မှာပြစ်သက်ပိုင်ခွင့်ရှိပါတယ် Alex က Rocky ကိုပါခေါ်သွားဖို့ကြိုးစားပေမဲ့သူမကလက်ခါပြီးညင်းလိုက်ပါတယ် Manny ကဒီလောက်ထိရောက်လာမှတော့ထွက်သွားခြင်းလဲသွားတော့လို့ပြောလိုက်ပါတယ် Alex က Rocky ကိုဆက်ပြီးဖြောင်းဖြဖို့ကြိုးစားပေမဲ့ Manny ကတနက်ကိုမြှောက်ပြီးတန်တော့ကိုပစ်ခွဲလိုက်ပါတယ်ဒါကိုမြင်လိုက်ရတော့ Alex ကလှည့်ထွက်သွားပါတယ် Rocky ကလိုက်ခေါ်ပေမဲ့ Alex ကတော့လှည့်တော့မကြည့်ပါဘူးသူထွက်သွားပြီး Manny ကတကားမဖွင့်ရသေးခင်မှာပဲလူကြီးရဲ့အတန်ကအခန်းထဲမှာဟိန်းထွက်လာပါတယ်လူကြီးကိုမြင်လိုက်ရတဲ့အခါမှာသူတို့အယမ်းကြောက်သွားပြီးဘာအတန်မှမထွက်ရဲကြပါဘူးလူကြီးကသူတို့စီကိုဖြည်းဖြည်းကြီးရှောက်လာပြီးသူတို့ကလည်းတတိထားပြီးနောက်ဆုတ်နေကြပါတယ် Manny ကသူဟာအရက်မူပြီးအိမ်မောင်းဝင်လာတာဖြစ်လို့အခုချက်ချင်းပြန်ထွက်သွားမယ်လို့ပြောပြီးဟန်ဆောင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလူကြီးက Manny ဖြတ်ထားတဲ့တန်တော့ပြက်ကြီးကိုနင်းမိသွားပါတယ်သူအမိခံလိုက်ရပြီဆိုတာသိသွားတော့ Manny လည်းဆက်ပြီးဟန်မဆောင်တော့ပါဘူးတနက်ကိုမြှောက်ပြီးလူကြီးကိုအိပ်ရာပြန်သွားဖို့ချင်းချောက်ပါတယ်ဒါပေမဲ့လူကြီးကမမှုပါဘူး Manny စီကိုပဲတလန်းကြီးရှောက်လာပါတယ်လူကြီးကသူ့မှာတနက်ပါတာမသိဘူးချင်းပြီး Manny ကလေထဲကိုတနက်တစ်ချက်ဖောက်လိုက်ပါတယ် Manny ဘာမှမလုပ်နိုင်ခင်မှာပဲလူကြီးက Manny စီကတနက်ကိုလူယူလိုက်ပြီးသူ့ကိုပြစ်တက်လိုက်ပါတယ် Rocky ကတော့ကြောက်လို့အသက်တောင်မရှူရဲပဲပါးစပ်ကိုအုပ်ထားလိုက်ရပါတယ်သူရီစာချမ်းပြေပေါ်မှာတိနေတာကိုမြင်လိုက်ရတော့သူမကတခြားအခန်းထဲကိုဖြည်းဖြည်းကြီးနောက်ဆုတ်သွားပါတယ်အခန်းထဲရောက်တော့သူမချမ်းပြေပေါ်လဲကျသွားပြီးငိုးတန်းအပြစ်မထွက်အောင်လက်နဲ့အုပ်ထားရပါတယ် Alex ပြောတာကိုနားမထောင်ခဲ့မိတာကိုလည်းနှောင့်တရနေတာပေါ့အပြင်ဘက်မှာတော့ Alex ကတနက်တန်ကိုကြားလိုက်ပါတယ်သူလန့်သွားပြီးခြေလမ်းကြီးရက်သွားပါတယ် Rocky ကိုစိုးရိမ်တာကြောင့်သူအိမ်ထဲကိုပြန်ဝင်လာပါတယ်သူအိမ်ထဲရောက်ချင်းမှာပဲလူကြီးကိုဘေးကနေဖြတ်သွားပါတယ်အဲ့ဒီအချိန်မှာလူကြီးကမှန်စတွေကိုနီးမိပြီးပြင်းမို့ဖြတ်နေတာကိုသတိထားမိသွားပါတယ်အိမ်ထဲမှာတယောက်ကြံသေးတယ်ဆိုတာသိသွားတဲ့လူကြီးကတကားကိုခတ်လိုက်ပြီးပြင်းပုတ်ကိုလည်းတစ်သားပြားနဲ့ရိုက်ပိတ်လိုက်ပါတယ်နောက်ဆုံးတော့ Rocky ပုံးနေတဲ့အခန်းထဲကိုသူဝင်လာပါတယ်တစ်သားပြားတစ်ခုကိုဖေးလိုက်တဲ့အခါလှုပ်ဖို့ဘီလိုတစ်ခုပေါ်လာပါတယ်သူကလှုပ်ဖို့နဲ့ဘက်ကိုနှိပ်ပြီးပတ်စံနေရှိသေးလားလို့စမ်းကြည့်ပါတယ်ပတ်စံနေရှိနေသေးတာကိုသိရတော့မှသူတပ်ပြင်းချနိုင်မှာတော့တယ်
ပြီးတော့ဘာမှမပြောဘဲဗီရိုကိုပြန်ပိတ်ပြီးအလောင်းကိုရှင်းမှုထွက်သွားပါတယ်။သူမသိလိုက်တာကတော့ Rocky ဟာဗီရိုရဲ့လွတ်ဝက်နံပါတ်ကိုမြင်သွားတယ်ဆိုတာပါပဲ။လူကြီးထွက်သွားတာနဲ့ Alex ဝင်လာပါတယ်။မန်နီတေသွားပြီဆိုတာမြင်လိုက်ရတော့သူကရဲကိုဖုံးဆက်ပြီးအမှန်အတိုင်းပြောမှပဲအသက်ရှင်နိုင်မယ်လို့ Rocky ကိုပြောပါတယ်။ဒါပေမဲ့ Rocky ကသူ့စကားကိုဖျက်ပြောလိုက်ပါတယ်။သူမကဗီရိုစီတန်းသွားပြီးနံပါတ်2ကဖွင့်လိုက်ပါတယ်။အထဲကပတ်စံတွေကသူတို့ထင်ထားတာထက်အများကြီးပိုများနေပါတယ်။သူတို့နှစ်ယောက်လုံးမှင်တက်သွားပါတယ်။ Rocky ကဘာမှမပြောဘဲပတ်စံတွေကိုသူ့ကြောပေါ်အိတ်ထဲထည့်ပါတော့တယ်။အကုန်ထည့်ပြီးတော့မှဗီရိုကိုပြန်ပိတ်လိုက်ပါတယ်။မမသူတို့ဘလို့ထွက်ပြေးကြမလဲဆိုတာတိုင်ပင်ကြပါတယ်။ Alex ကဖြစ်တင်းပေါက်တွေကိုလူကြီးကပိတ်လိုက်ပြီလို့ပြောပါတယ်။အခုသူတို့ထွက်လို့ရမယ်တခုတည်းသောလမ်းကတော့မြေအောက်ခန်းတကားပဲဖြစ်ပါတော့တယ်။သူတို့နှစ်ယောက်အေခန်းတွေကိုတတိထားပြီးရှောက်လာကြပါတယ်။မြေအောက်ခန်းအဝင်းဝါကိုရောက်ခါနေမှာပဲတကားပွင့်လာပြီးလူကြီးထွက်လာပါတယ်။သူတို့အသက်ရှူအောင်ငြိမ်နေလိုက်ကြပါတယ်။ကန်ကောင်းကျင်တော့လူကြီးကသူတို့ကိုမမြင်ပါဘူး။သူကမန်နီအလောင်းစီကိုတန်းသွားပြီးပလတ်စတစ်အိတ်နဲ့ဆွတ်လိုက်ပါတယ်။သူအလောင်းကိုဆွဲသွားကနေမှ Alex ကနောက်တလန်းဆုပ်လိုက်ပြီးတစ်သားချမ်းမြင်ကအတန်မြည်သွားပါတယ်။လူကြီးကတနက်ကိုကင်ပြီးချက်ချင်းလှည့်ကြည့်လိုက်ပါတယ်။ဘသူလဲလို့သူကဟောက်လိုက်ပါတယ်။ Rocky နဲ့ Alex ကတော့အတန်မထွက်ရဲကြပါဘူး။ဖာတာမှမကြားရတော့မှလူကြီးကတနက်ကိုပြန်ချလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲဖုံးမိတန်တကူထွက်လာပါတယ်။လူကြီးကအဲ့ဒီဘက်ကိုပြစ်လိုက်ပြီးမဲ့ဖုံးကိုပဲထိသွားတာပါ။ဘာမှမဟုတ်ဘူးဆိုတာတိတော့မှသူအလောင်းကိုဆက်ပြီးဆွဲသွားပါတယ်။သူအလောင်းကိုဆွဲသွားတာကိုကြည့်ပြီး Rocky နဲ့ Alex တို့တပ်ပြင်းချနိုင်ကြပါတယ်။သူတို့မြေအောက်ခန်းတွေကိုဆင်းသွားကြပါတယ်။အဲ့ဒီအခန်းကအရန်ကျေပြီးမှောက်နေပါတယ်။သူတို့ဖုံးမီကိုဖွင့်ပြီးထောက်ပေါက်လိုက်ရှာကြပါတယ်။အပေါ်တက်မှာတော့လူကြီးကတခုခုမှားနေပြီဆိုတာသိသွားပါတယ်။သူကတိယာရီယူဖို့ထွက်လာတဲ့အချိန်မှာအနံ့ဆိုးတစ်ခုကိုရလိုက်ပါတယ်။အဲ့ဒီအနံ့နောက်ကိုလိုက်သွားရင်ထိုင်ခုံအောက်မှာဖနက်နှစ်စုံကိုတွေ့လိုက်ရပါတယ်အိမ်ထဲမှာတရက်ရောက်ရှိနေသေးတယ်ဆိုတာသူချက်ချင်းသိလိုက်ပါတယ်။သူ BOC ကိုအမြန်သွားပါတယ်။ BO ကိုဖွင့်ကြည့်ပြီးပတ်စံတွေမရှိတော့တာသိလိုက်ရတဲ့အခါသူအရန်ဒေါသထွက်သွားပါတယ်။မြေရောက်ခန်းထဲမှာတော့ Rocky နဲ့ Alex တို့လိုက်ရှာရင်လျှို့ဝှက်တကားတစ်ခုကိုတွေ့သွားပါတယ်။အထဲကိုဝင်လိုက်တဲ့အခါအခန်းငယ်လေးတစ်ခုကိုတွေ့ရပါတယ်။ Alex ကနေရန်ကမီးကလုတ်ကိုတွေ့ပြီးဖွင့်လိုက်တဲ့အခါ Rocky ရဲ့နောက်မှာပါဇက်ပိတ်ပြီးအချီခံထားရတဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။သူကအော်ဟစ်ပြီးအကူအညီတောင်းနေပါတယ်။ဒီမြင်ကွင်းကြောင့် Rocky လန့်သွားပါတယ်။အဲ့ဒီချိန်မှာပဲအပေါ်ထက်ကလူကြီးကမြေရောက်ခန်းကအတန်ကိုကြားသွားပါတယ်။မြေရောက်ခန်းထဲကမိန်းမက Rocky နဲ့ Alex တို့ကိုမြင်တဲ့အခါဒူးထောက်ပြီးအတနာခံပါတယ်။ Rocky ကဘာလို့ရမှမသိပဲဖြစ်နေပါတယ်။ Alex ကတော့ဒီကိစ္စထဲမပါဘူးနဲ့ထွက်သွားဖို့ပြောပါတယ်။သူတို့ထွက်သွားကနီးမှာအဲ့ဒီမိန်းမကသတင်းစာတစ်စုံကိုကမ်းပေးပါတယ်။ Rocky ကအဲ့ဒီမိန်းမရဲ့တနာစရာအခြေအနေကိုမြင်ပြီးစိတ်ပျော့သွားပါတယ်။ Alex တားတာကိုမနားထောင်မဲ့သူမကသတင်းစာကိုယူကြည့်လိုက်ပါတယ်။အဲ့ဒီမှာပါတဲ့ဓာတ်ပုံကိုကြည့်ပြီးဒီမိန်းမဟာလူကြီးရဲ့သမီးကိုကားတိုက်တက်ခဲ့တဲ့ကားမောင်းသမားဆိုတာသိသွားပြီးလန့်သွားပါတယ်။အဲ့ဒီချိန်မှာပဲအပေါ်ထက်ကနေခြေတံတွေကြားလိုက်ရပါတယ်။အဲ့ဒီမိန်းမကအနားကဗီယိုလေးတစ်ခုကိုလက်ညှိုးထိုးပြပါတယ်။ Alex ကဗီယိုကိုဖွင့်လိုက်တဲ့အခါအထဲမှာတော့တချောင်းကိုတွေ့ရပါတယ်။သူကတော့ကိုယူပြီးအဲ့ဒီမိန်းမကိုအမြန်ကြိုးဖိပေးလိုက်ပါတယ်။သူတို့အဲ့ဒီမိန်းမကိုကူတွဲပြီးထော့ပေါက်စီကိုသွားကြပါတယ်။လိုင်ကောင်းလမ်းကြောင်းတစ်ခုကိုတွေ့ပြီး Alex ကတော့နေဖွင့်လိုက်ပါတယ်။တကားကိုတွင်းဖွင့်လိုက်တဲ့အချိန်မှာပဲလူကြီးကတနက်နဲ့အသင့်ဆောင်နေပါတယ်။ဘသူမှဘာမှမလုပ်နိုင်ခင်မှာပဲလူကြီးကတနက်နဲ့ပြစ်လိုက်ပါတယ်။ကြည်စံက Alex ရဲ့နားဘေးကနေဖြတ်သွားပါတယ်။သူထပ်ပြီးပြစ်လိုက်ပါတယ်။ပြစ်ခတ်မှုရက်သွားတဲ့အချိန်မှာ Alex ကတော့ကန်ကောင်းလို့မထိပါဘူး။ဒါပေမဲ့အဲ့ဒီမိန်းမကတော့ကန်မကောင်းရှာပါဘူး။ကြည်စံကသူ့မျက်နှာကိုထိသွားပါတယ်။လူခါနီးမှာလူတစ်ယောက်တည်သွားတာကိုမြင်တော့ Alex နဲ့ Rocky တို့ထိတ်လန့်ပြီးတစ်ဖက်စီထွက်ပြေးကြပါတယ်။လူကြီးကအောက်ဆင်းလာပြီးအဲ့ဒီမိန်းမစီကိုသွားပါတယ်။သူလောက်ရှာရင်သွေးကွက်ကိုနီးမိသွားပါတယ်။အဲ့ဒီမိန်းမရဲ့ခန္ဓာကိုယ်ကိုစမ်းကြည့်လိုက်ပါတယ်။သူကတည်သွားပါပြီ။ဘသူလဲဆိုတာသိလိုက်ရတော့လူကြီးကအော်ဟစ်ပြီးအရှိတ်ကြီးတငင်ငိုပါတော့တယ်။ပုံနေတဲ့ Rocky နဲ့ Alex တို့ကတော့ဘာတွေဖြစ်နေမှမသိပဲမြင်တက်ကြည့်နေကြပါတယ်။လူကြီးကဒေါသတကြီးအော်ဟစ်ပြီးတနက်ကိုလေထဲမြောက်လိုက်ပါတယ်။သူကထရက်ပြီးထွက်ပေါက်တကားကိုပြန်ပိတ်လိုက်ပါတယ်။ပြီးတော့မီးကလုတ်ကိုချလိုက်တာကြောင့်တခန်းလုံးမှောင်အတိကျသွားပါတယ်။ Rocky နဲ့ Alex တို့ကတော့အမောင်ထဲမှာစမ်းတဝါးဝါနဲ့လူချင်းကွဲသွားကြပါတယ်။ဒါပေမဲ့လူကြီးကတော့မျက်မြင်ဖြစ်တာကြောင့်အမောင်ထဲမှာကျင့်သားရနေပါတယ်။သူကအာယုံခံစားမှုနဲ့ပဲသူတို့ကိုလိုက်ရှာပါတယ်။မကြခင်မှာပဲစင်တစ်ခုအနားမှာ Alex ကိုသူမိသွားပါတယ်။သူကတနက်နဲ့ပြစ်ဖို့လုပ်ပေမဲ့ကြည်စမ်းကုန်နေပါတယ်။ Alex ကစင်ကိုအားနဲ့တွန်းလိုက်တာကြောင့်လူကြီးပေါ်ဖိသွားပါတယ်
ပြီးတော့သူက Rocky ကိုလိုက်ရှာပြီးလေကားကနေလာတဲ့အလင်းရောင်နောက်ကိုလိုက်သွားပါတယ်အပေါ်ကိုရောက်ခါနီးမှာပဲအပြင်ကခွေးကြီးကနိုးလာပြီးသူတို့ကိုဟောက်ပါတယ်ခွေးကြီးကသူတို့ကိုကိုက်ဖို့အသင့်ဖြစ်နေပါပြီသူတို့ဘာလုပ်ရမှန်းမသိဖြစ်နေတော့မှပဲနောက်ကမြေအောက်ခန်းတကားပွင့်လာပါတယ်ခွေးကြီးကပြေးဝင်လာပါတယ် Alex က Rocky ကိုဆွဲပြီးဒုတိယထပ်ကိုပြေးတက်သွားပါတယ်အခန်းတစ်ခုတည်းကိုဝင်ပြီးဘီရိုနဲ့တကားကိုပိတ်ထားလိုက်ပါတယ်ပပလေကိုကြည့်လိုက်တော့ပြတင်းပေါက်မှာတန်နိုင်နေတက်ထားတာတွေ့ရပါတယ်ဘာမှလုပ်လို့မရတော့တဲ့အစုံ Alex ကအကူညီတောင်းဖို့ remote ကိုထုတ်လိုက်ပါတယ်ဒါပေမဲ့ Rocky ကတားပါတယ်သူမကဒီပိတ်စံကြီးကိုအဆုံးရှုံးမခံနိုင်ပါဘူးအဲ့ဒီအချိန်မှာတကားကိုလာထုတဲ့အတန်ကြီးကြားရပါတယ် Rocky ကအပေါ်ကိုကြည့်လိုက်တော့လီဝင်ပေါက်တစ်ခုကိုတွေ့ပါတယ် Alex ကသူမကိုအရင်သွားခိုင်းလိုက်ပါတယ်သူကတကားကိုဆက်ပြီးပိတ်ထားပါတယ်သူတို့လေဝင်ပေါက်ထဲဝင်သွားတာနဲ့လူကြီးကတကားကိုတုံးဖွင့်ပြီးဝင်လာပါတယ်ခွေကြီးကအရင်ဝင်လာပြီး Alex ကိုတိုက်ခိုက်တာကြောင့်သူဒုတိယထပ်ကနေပြုတ်ကျသွားပါတယ်သူကဝရန်ဒါကမှန်အမိုးပေါ်ကိုကျသွားပါတယ်သူဘာမှမလုပ်နိုင်ခင်မှာပဲလူကြီးကထပ်ပြီးပြစ်လိုက်ပါတယ်ကြည်စံကမှန်ကိုထိသွားပြီး Alex လည်းအောက်ကိုပြုတ်ကျသွားပါတယ်သူဖြည်းဖြည်းချင်းထလာပြီးအိတ်ထဲက remote ကိုထုတ်ကအချက်ပေးတဲ့မီအောင်လုပ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူမလုပ်နိုင်ခင်မှာပဲလူကြီးကသူ့နောက်ကိုလိုက်လာပါတယ် Alex ကပစ္စည်းတုံလောင်ခန်းထဲကိုဝင်ပုန်းလိုက်ပါတယ်အဲ့ဒီထဲမှာသူပြီးတော့တစ်ခုကိုတိုက်မိပြီးမန်နီရဲ့အလောင်းကကြမ်းမြင့်ပေါ်ပြုတ်ကျလာပါတယ်အဲ့ဒီအတန်ကိုကြားပြီးလူကြီးကအဲ့ဒီဘက်ကိုလာပါတယ် Alex ကအပေါ်ကိုကြည့်လိုက်တော့ချိတ်ထားတဲ့ကိရိယာတွေကိုတွေ့ပါတယ်ဒါကသူ့အတွက်တစ်ခုတည်းသောအခွင့်အရေးပါပဲလူကြီးကတနက်နဲ့အနားကိုရောက်လာပါတယ် Alex ကအချိန်ကိတ်ပြီးလူကြီးလက်ထဲကတနက်ကိုရိုက်ချလိုက်ပါတယ်လူကြီးကသူ့ကိုလုံးထွေးတက်ပုတ်ပါတော့တယ်ဒါပေမဲ့ Alex ကလူကြီးကိုမရှင်းနိုင်ပါဘူးလူကြီးက Alex ရဲ့ခေါင်းကိုနံရံနဲ့ဆောင့်ပြီးကြမ်းမြင့်ပေါ်လွှင့်ပစ်လိုက်ပါတယ်ပြီးတော့သူ့ကိုတရက်ဆက်ထိုးကြိတ်ပါတော့တယ်အဲ့ဒီနောက်စပွဲပေါ်ကကတ်ကြီးကိုယူလိုက်ပါတယ် Alex ကတော့မျက်စိမိတ်ပြီးအရှုံးပေးလိုက်ပါပြီလူကြီးကကတ်ကြီးနဲ့ထိုးချလိုက်ပါတယ်တစ်ဖက်မှာတော့ Rocky ကလေဝင်ပေါက်ထဲမှာအကြာကြီးတွားနေရပါတယ်နောက်ဆုံးတော့ထွက်ပေါက်တစ်ခုကိုတွေ့ပြီးကန်ဖွင့်လိုက်ပါတယ်အချိန်ချင်းကန်ပြီးတဲ့နောက်မှာတော့ထွက်ပေါက်ပွင့်သွားပါတယ်တူမလွတ်ပြီးလို့ထင်လိုက်တဲ့အချိန်မှာပဲတန်မာတဲ့လက်နှစ်ဖက်ကတူမကိုဆွဲချလိုက်ပါတယ်တူမကျမ်းပြန်ပေါ်ပြုတ်ကျသွားပါတယ်လူကြီးကတူမရဲ့ကြောပိုးအိတ်ကိုလူယူပြီးတူမကိုဆွဲခေါ်သွားပါတယ်Rocky ကထွက်ပြေးဖို့စူးစမ်းပြီးမြလူကြီးကတူမခြေထောက်ကိုနင်းထားပြီးမျက်နှာကိုထိုးလိုက်ပါတယ်အချင်းချင်းအရိုက်ခံရပြီးနောက်တူမသတိမေ့သွားပါတယ်ခဏကြာတော့ Rocky နိုးလာပါတယ်တူမဟာအရင်မိမအချီခံထားရတဲ့နေရာမှာပဲတင်းတင်းကြပ်ကြပ်အချီခံထားရတာကိုတွေ့လိုက်ရပါတယ်လူကြီးကတူမရှိမှညီညီလေးထိုင်နေပါတယ် Rocky ကတူမကိုလှုပ်ပေးဖို့တောင်းပန်ပါတယ်လူကြီးဘာကြောင့်ဓာရီလုပ်တယ်ဆိုတာတူမနားလေတယ်လို့ပြောပါတယ်အဲ့ဒီမိမကလူကြီးရဲ့သမီးကိုတတ်ခဲ့တာမို့လူကြီးကတရားမျှတမှုကိုပဲလူချင်တာပါလို့ပြောပါတယ်တူမကိုလှုပ်ပေးရင်ဘယ်သူမှမပြောပါဘူးလို့ခတိပေးပါတယ်အဲ့ဒီအချိန်မှာလူကြီးကစကားဆပြောပါတယ်အဲ့ဒီမိမကသူ့သမီးကိုကားတိုက်တက်ခဲ့တာမှန်နေလို့ပြောပါတယ်ဥပဒေကအဲ့ဒီမိမကိုဘာမှမလုပ်နိုင်ခဲ့ဘူးဒါပေမဲ့သူ့သမီးကတော့တီးသွားပြီဒါကြောင့်အဲ့ဒီမိမကသူ့အတွက်ကလေးတယောက်ပြန်ပေးရမယ်သူကအဲ့ဒီမိမဘိုက်ထဲမှာသူ့ရင်သွေးကိုထိထားခဲ့တာပါအခုတော့ Rocky တို့ကြောင့်တူတူမြောက်လုံးတီးသွားပြီဒါကြောင့် Rocky ကအဲ့ဒီမိမနေရာမှာအစားထိုးရမယ်တူမကသူ့အတွက်ကလေးတယောက်မွေးပြီးရမယ်လို့ပြောပါတယ် Rocky ကတော့ငိုမလို့ဖြစ်နေပါပြီအပေါ်ထက်မှာတော့ Alice သတိပြန်ရလာပါတယ်လူကြီးထိုးလိုက်တဲ့ကက်ကြီးက Alice ကိုမထိပဲမနီရဲ့အလောင်းကိုပဲထိသွားတာပါသူကသူ့တချောင်းကိုယူပြီးထလိုက်ပါတယ်သူအပြင်ထွက်လိုက်တာနဲ့ခွေးကြီးကသူ့ကိုပြေးကြိုက်ပါတယ်သူကတကားနောက်ကိုအမြင်ပုံးလိုက်ခွေးကြီးအခန်းထဲဝင်လာတာနဲ့ Alice ကတကားကိုပိတ်ပြီးခွေးကိုအထဲမှာပိတ်လောင်ထားလိုက်ပါတယ်ပြီးတော့မြေအောက်ခန်းတကားစီကိုသွားပါတယ်မြေအောက်ခန်းထဲမှာတော့လူကြီးကအရင်မိမရဲ့အလောင်းကိုရှင်းလို့ပြီးသွားပါပြီသူ့ဘီရိုကိုဖွင့်ပြီးအဖြူရောင်အရည်တွေပါတဲ့ပလင်းတစ်လုံးကိုထုတ်လိုက်ပါတယ်သူကအဲ့ဒီအရည်ကိုမီးနဲ့အပူပေးပါတယ်ပြီးတော့ကြောက်လန့်နေတဲ့ Rocky စီကိုပြန်လာပါတယ်သူမကသူ့အတွက်ကလေးတယောက်မွေးပေးရင်လအနှဲငယ်အတွင်းပြန်လွတ်ပေးမယ်လို့သူကပြောပါတယ်ကတ်ကြီးနဲ့ Rocky ရဲ့ဘောင်းမီကိုညှက်ချလိုက်ပါတယ် Rocky ကတော့ဘာတွေဖြစ်နေမှန်းမသိပဲဇဝေဇဝါဖြစ်နေပါတယ်အဲ့ဒီနောက်လူကြီးကစီးထုံးအထဲကိုအပူပေးထားတဲ့အရည်တွေစုပ်ယူလိုက်ပါတယ် Rocky ကအဲ့ဒီစီးထုံးအကိုမြင်လိုက်တဲ့အခါလူကြီးဘာလုပ်ဖို့စူးစမ်းနေတယ်ဆိုတာသိသွားပါတယ်သူမကရက်ဖို့တောင်းပန်မိမဲ့လူကြီးကနားမထောင်ပါဘူးသူမချီတောက်ကိုကင်ပြီးစီးထိုးဖို့ပြင်လိုက်တဲ့အချိန်မှာပဲသွေးတွေ Rocky ရဲ့မျက်နှာပေါ်ဆင်လာပါတယ်သူမမျက်စိဖွင့်ကြည့်လိုက်တော့ Alice ကတူနဲ့လူကြီးကိုအားကုန်ခွှေးရိုက်လိုက်တာကိုတွေ့ရပါတယ်လူကြီးလည်းကြမ်းမြင်ပေါ်လေးကျသွားပါတယ် Alice က Rocky ကိုကျိုးဖိပေးပြီးတုံးနဲ့လက်ထိတ်ကိုဖိပေးလိုက်ပါတယ်ပြီးတော့လူကြီးကိုပဲပြန်ပြီးလက်ထိတ်ခတ်ထားလိုက်ပါတယ်အရာအလုံးကအယမ်းမြန်လို့ Rocky တောင်မယုံနိုင်အောင်ဖြစ်နေပါတယ်သူမစိတ်ပြန်ငြိမ်သွားတော့လူကြီးကိုဒေါသတကြီးနဲ့တရဆက်ပြန်ထိုးပါတော့တယ် Alice ကသူမကိုတားပြီးစိတ်လျှော့ဖို့ပြောပါတယ်
Rocky စိတ်ညင်သွားတော့မှပတ်စံတွေကိုယူပြီးညင်အောင်ခန်းထဲကထွက်လာကြပါတယ်သူတို့ရှိတကားစီကိုတွားနေကြပါတယ် Eles တကားဖွင့်လိုက်တဲ့အချိန်မှာပဲနောက်ထပ်အလှည့်အပြောင်းတစ်ခုဖြစ်လာပါတယ်လူကြီးကလက်ထိတ်ကနေယုံထွက်နိုင်ခဲ့ပြီးတနက်နဲ့ပြစ်လိုက်ပါတယ်အဲ့ဒီတစ်ချက်က Eles ကိုထိသွားပြီးသူ့ချက်ချင်းတိဆုံးသွားပါတယ် Rocky ကအိုဟစ်ပြီးထွက်ပြေးပါတယ်အခုတော့အပြေမှာမိုးလင်းနေပါပြီသူမတိတ်မဝေးသေးခင်မှာပဲရက်လိုက်ရပါတယ်လူကြီးကသူမနောက်မှာရှောက်နေပါပြီ Rocky ကလူကြီးကိုလောင်ပြောင်ပြောဆိုနေတော့မှပဲအိမ်ထဲကနေခွေးကြီးပြေးထွက်လာပြီးသူမစီကိုဥတီလာပါတယ် Rocky လှိပ်ပြေးပါတယ်ခွေးကြီးကသူမနောက်ကိုကတ်လိုက်လာပါတယ်သူမကားစီရောက်ပြီးတက်ဖို့ကြိုးစားပြီးမြခွေးကြီးကသူမရဲ့ကြောပိုးအိတ်ကိုကိုက်ထားပြီးမလွတ်ပါဘူးဒါနဲ့ Rocky ကကြောပိုးအိတ်ကိုချွတ်ထားခဲ့ပြီးကားလေးကိုဝင်လိုက်ပါ ခွေးကြီးကကားနားကနေမခွာပါဘူးပတ်စံတွေကအပြစ်မှာကြံခဲ့ပါတယ်အဲ့ဒီမှာသူမအစီအစဉ်တစ်ခုရသွားပါတယ်ကားနောက်ဖုံးမှာကျိုးတစ်ချောင်းခြိလိုက်ပြီးဖွင့်လိုက်ပါတယ်ခွေးကြီးကကားနောက်ဖုံးနဲ့ခုန်ဝင်သွားပါတယ် Rocky ကကျိုးကိုဆွဲလိုက်ပြီးကားနောက်ဖုံးကိုပိတ်ကခွေးကိုအထက်မှာပိတ်လောင်ထားလိုက်ပါတယ်ပြီးတော့ကြောပိုးအိတ်ကိုပြန်ယူလိုက်ပါတယ်ဒါပေမဲ့သူမတပ်ပြင်းမချရသေးခင်မှာပဲလူကြီးကသူမကိုနောက်ကနေဖမ်းလိုက်ပါတယ်သူမဘာမှမလုပ်နိုင်ခင်မှာပဲလူကြီးကသူမကိုထိုးပြီးတတိမအောင်လှုပ်လိုက်ပါတယ်လူကြီးက Rocky ရဲ့စပင်ကနေဆွဲပြီးအိမ်ထဲကိုပြန်ခေါ်သွားပါတယ်အိမ်ထဲရောက်တော့သူမတကယ်ပဲတတိမိနေတာဟုတ်မဟုတ်သိချောင်းကိုထပ်ပြီးရိုက်နေပါတယ်အဲ့ဒီတော့မှလူကြီးကစိတ်ချသွားပြီးတကားကိုခတ်လိုက်ပါတယ် Rocky နိုးလာတဲ့အခါ Alex ရဲ့အလောင်းကိုမြင်ပြီးနောင်တရနေပါတယ်သူမအရှုံးပေးဖို့ပြင်နေတော့မှပဲအချက်ပြီးစနစ် remote ကိုတွေ့သွားပါတယ်သူမကချက်ချင်းပဲအဲ့ဒီခလုတ်ကိုနှိပ်လိုက်ပါတယ်ဆူရှာတဲ့အချက်ပြီးတန်ကြီးကအခန်းထဲမှာဟင်းထွာလာပါတယ်အာယုံခံစားမှုကောင်းတဲ့လူကြီးအတွက်တော့ဒီတန်ကငရဲကြတယ်လို့ပါပဲလူကြီးကစိတ်ကြက်ပြပြပြီးကြည်စံကုန်တဲ့အထိရမ်းတမ်းပြပါတော့တယ်သူကြည်စံပြန်ဖြစ်နေတော့မှအချက်ပြီးတန်ရက်သွားပါတယ်ဒါပေမဲ့ Rocky ကသူ့နောက်ကိုရောက်နေပါပြီသူလှည့်မကြည့်နိုင်ခင်မှာပဲ Rocky ကတန်တုံးနဲ့လူကြီးကိုအဆက်မပြတ်ရိုက်လိုက်တာကြောင့်လူကြီးကြမ်းပြေမို့လေးကျသွားပါတယ်လူကြီးလည်းအသက်မရှူတော့ပါဘူး Rocky ကမြေရောက်ခန်းတကားကိုပိတ်လိုက်ပါတယ်သူမကြောပွေးကိုယူပြီးရဲရီမရောက်ခင်မှာပဲမနက်ခင်းအလင်းရောင်တွေကိုထွက်ခွာသွားပါတယ်နောက်ပိုင်းမှာလေးစိတ်ရောက်တော့ Rocky ကသတင်းတစ်ခုကိုကြည့်လိုက်ပါတယ်လက်နက်ကင်တပြားနှစ်ဦးစစ်ပြန်ကြီးရဲ့အိမ်ထဲကိုဝင်ရောက်ခဲ့ပြီးနှစ်ဦးသေဆုံးလူကြီးကတော့ဒဏ်ရာအနှင်းငယ်နဲ့အသက်ရှင်ကျန်ရစ်သတင်းရဆိုရင်ဘာမှအခိုးမခံရဘူးလို့ဆိုပါတယ် Rocky ကဆက်ဖက်ဖို့မလိုတော့ပါဘူးလူကြီးကဘာကြောင့်သူမကိုဖမ်းမပေးတယ်လဲဆိုတာသူမသိပါတယ်လူကြီးကမြေရောက်ခန်းထဲမှာဖြစ်ပျက်ခဲ့တဲ့လျှို့ဝှက်ထက်တွေကိုဖုံးကွယ်ထားခြင်းလိုပါပဲသူမကမြို့ကိုအပီးအပိုင်ဆုံးခွာသွားပြီးညီမလေးကိုလည်းခေါ်သွားခဲ့ပါတယ်ဘဝတစ်တစ်ခုကစောင့်ကြိုနေပါပြီဒီနေရာမှာပဲဇလန်လီကပြီးဆုံးသွားပါတယ်